အားလုံးပဲမင်္ဂလာပါ Learning English ကိုထက်ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ကနောင်နေရဲ့အခန်းကိုရည်တွက်လာတာနောင်နေရဲ့အခန်းကိုတင်လာတာပေါ့နော်။ရှေ့ပိုင်းမှာလည်းတော်တော်ခီးရောက်လာပြီပေါ့။နော်အခုဆိုရင်ကျွန်တော်ဒီနေ့ဆိုရင် countable nouns နဲ့ uncountable nouns ဆိုပြီးရှိတယ်နောင်နေမှာ။နောင်နေမှာကျွန်တော်တို့ဒီရည်တွက်လို့ရတဲ့နောင်နေနဲ့နောက်ပြီးရည်တွက်လို့မရတဲ့နောင်နေဆိုပြီးတော့ကျွန်တော်ရှိပါတယ်။ရည်တွက်လို့ရတဲ့နာမ်တွေကဘာတွေလဲအောက်မှာကြည့်မယ် countable nouns နော် number 1 apple ဒါဆိုရည်တွက်လို့ရတယ် number 2 tower city mouse number 5 spider number 6 pencil number 7 orange ဒီလိုမျိုးနောင်နေဒီကျွန်တော်တို့ဒီနာမ်နေဒီကျွန်တော်တို့ရည်တွက်လို့ရတာဖြစ်ပါတယ်နော်number 2ဒီကျွန်တော်တို့ကရည်တွက်လို့မရတဲ့နာမ်နေ uncountable noun တွေကိုပြောတာဖြစ်ပါတယ်uncountable noun တွေဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ number 1 wine เนาะ sea လိုဟာမျိုးတွေเนาะ number 2 grass number 3 rain မိုးရေnumber 4 water เนาะရေ number 5 sun သဲ number 6 milk နို့ပေါ့เนาะ number 7 iron တန်အဲ့တော့ iron ကတော့ဒီမှာနှစ်ခုရှိရပေါ့เนาะ iron ကတော့နှစ်မျိုးသုံးတာရှိတယ်တန်တယ်လို့လည်းသုံးတာရှိတယ်မီးဘူးလို့သုံးတာရှိတယ်မီးဘူးဆိုရင်တော့ကျွန်တော်တို့ကရည်တွက်လို့ရတယ်နော်တန်တယ်အဖြစ်သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီသူ့ကို uncountable nouns တွေထဲမှာကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ countable noun တွေရဲ့ရှေ့မှာ an ဒီရှိတဲ့ article ကျွန်တော်တို့ထည့်လို့ရပါတယ် uncountable noun တွေရဲ့ရှေ့မှာဆိုရင်ကျွန်တော်တို့ထည့်လို့မရဘူးဆိုတဲ့ဗီဒီယိုကိုကျွန်တော်တို့ဆက်ကြည့်အောင်အဲ့တော့ဒီခန်းမှာကြည့်အောင်ကျွန်တော်တို့ countable nouns တွေရဲ့ရှေ့မှာကျွန်တော်တို့ဒီ an ကိုသုံးနိုင်တာဖြစ်ပါတယ်အဲ့တော့ number 1မှာဆိုရင်ကျွန်တော်ကြည့်လိုက်ရည်တွက်လို့ရတယ်လူ a man ယောက်ျားတစ်ယောက်နော် number 2မှာ an orange နော်ဒီမှာကျွန်တော်တို့ဒီမှာတရပါနေလို့နော် orange ဆိုတဲ့တရပါနေလို့ကျွန်တော်တို့ဒီ an orange ဆိုပြီးပြောလိုက်တာနော် number 3မှာကြည့်လိုက် a woman number 4 a boy number 5 an owl number 7 a watermelon number 6 a girl number 8 a pool number 9 a river number 7 a table number 10 a book number 7 a tree ဒီလိုမျိုးnoun တွေရည်တွက်လို့ရတဲ့ noun တွေရဲ့ရှေ့မှာဆိုရင်ကျွန်တော်တို့ဒီ an angle ကိုကျွန်တော်တို့သုံးလို့ရတာဖြစ်ပါတယ်အဲ့ uncountable noun တွေရဲ့ရှေ့မှာဆိုရင်တော့ကျွန်တော်တို့ဒီ an angle ကိုမသုံးနိုင်ပါဘူးเนาะအဲ့တော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်เนาะ uncountable noun တွေရဲ့ရှေ့မှာဆိုရင်ကျွန်တော်တို့ဒီ an angle ကိုလုံးဝမသုံးပါဘူးเนาะဒီမှာခရော့လည်းချက်ထားပြီ uncountable nouns တွေရဲ့ရှေ့မှာ an မသုံးဘယ်လိုရည်တွက်လို့မရတဲ့နောင်နေလဲဆိုဒီမှာ y c ဒီလိုရှေ့မှာဆိုရင်ကျွန်တော်တို့ an လုံးဝမသုံးပါဘူးเนาะ water ရေရဲ့ရှေ့မှာဆိုလဲကျွန်တော်တို့ ပါအဲ့လိုထည့်တာမျိုးကျွန်တော်တို့လုံးဝမသုံးပါဘူးเนาะဒီမှာ number 2 sun သဲ number 4 iron number 6 grass เนาะ number 7 air လေရဲ့ရှေ့မှာလဲကျွန်တော်တို့ဒီ an လုံးဝမသုံးပါဘူးเนาะ a လည်းမသုံးပါဘူးเนาะဒီမှာဆို rain မိုးရာဒီမိုးရေပေါ့เนาะအဲ့လိုဟာမျိုးမှာလည်းမသုံးပါဘူးเนาะ grass เนาะဒီမှာလည်းမသုံးပါဘူးဒါဒီ uncountable noun တွေရှိမှာဒါဆိုရင် uncountable noun တွေရှိမှာ an မသုံးဆိုရင်ကျွန်တော်တို့ဘယ်ဟာသုံးနိုင်လဲဆိုရင် some ကိုသုံးနိုင်ပါတယ်เนาะ some ဆိုအချို့ပေါ့เนาะအချို့ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့လိုဟာမျိုးနဲ့ကျွန်တော်တို့သုံးလို့ရပါတယ်ဥပမာကျွန်တော်တို့ဆိုရပါဆိုเนาะsome water စသည်ဖြစ်เนาะဥပမာအဖြစ် some water နောက်ပြီးကြတော့ပြီးရခါကျမှဒီမှာ sungrass တို့ပါလို့သုံးလို့ရပါเนาะ sungrass မြက်အချို့เนาะဒီမှာ sun weather เนาะဒီလိုဟာမျိုးတွေကိုကျွန်တော်တို့သုံးလို့ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီဒါမဲ့ဒီ sun ကကျွန်တော်တို့က countable ရော uncountable နှစ်ခုလုံးသုံးလို့ရပါเนาะအဲ့တော့ဒီမှာတော့လောဆယ် uncountable noun တွေရဲ့သုံးတဲ့အခန်းကိုကျွန်တော်ကပြောလိုက်လို့ဒီ sum ကိုကျွန်တော်တို့ကဒီ uncountable noun တွေရဲ့ရှေ့မှာကျွန်တော်တို့ထည့်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတစ်ခုမှပြန်တွေ့ရအောင်